အိန္ဒိယမှာရေရှောတွေရှိနေတယ်လို့ကျွန်တော်တို့နိုင်ငံမှာလည်းစိုက်ကားတွေရှိနေပါတယ်ဒုတိယကမ္ဘာစစ်ကစစ်တပ်တွေအသုံးပြုတဲ့ဘေးရဲဆိုင်ကယ်တွေလိုပဲကျွန်တော်တို့နိုင်ငံကစိုက်ကားအများစုကလည်းဘေးရဲစိုက်ကားတွေပါဒီစိုက်ကားတွေဟာကျွန်တော်တို့တနိုင်ငံလုံးရဲ့မြို့တွေမှာခီးတူဆက်သွယ်ရေးရင်အဖြစ်အသုံးတော်ခံနေတော့မှာပဲစိုက်ကားဆရာတွေဟာတစ်နှစ်ကိုမိုင်တန်းပေါင်းများစွာတည်ယူပို့ဆောင်ပေးနေတာဖြစ်နိုင်ပေမဲ့ဘယ်သူမှဂရုတစိုက်မှတ်သားမထားတာကတော့အံ့ဩစရာဖြစ်နေခဲ့ပါတယ်လူနဲ့ကုန်တန်းဘလောက်သဲဆောင်ပေးနိုင်ခဲ့တယ်လဲဆိုတာကျွန်တော်တို့စိတ်ဝင်စားမိပေမဲ့တိတိကျကျလေးလာမှတ်သားဖို့ကတော့မဖြစ်နိုင်သေးပါဘူးဒါပေမဲ့ကျွန်တော်တို့မြို့မှာတော့စိုက်ကားတွေဟာအသုံးဝင်ပြီးတန်ဖိုးတွေအများကြီးရှိနေတော့မှာပဲစိုက်ကားတစ်စီးပိုင်ဆိုင်နိုင်ဖို့ဟာစိုက်ကားဆရာတယောက်ရဲ့မျှော်လင့်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ခဲ့ပါဘူးစိုက်ကားနင်းတာကျွန်တော်အသက်မှာပေါ့12နှစ်ကျော်သွားပြီဒါပေမဲ့စိုက်ကားကိုအပိုင်အဖြစ်နဲ့မဝင်နိုင်ဘူးဘာလို့လဲဆိုတော့မိသားစုများတယ်လीစိုက်ကားတစ်စီးရဲ့တန်ဖိုးကကျပ်8သိန်းကနေ15သိန်းဝန်းကျင်ထိတန်ကျရှိပြီးအမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့2000လောက်ရှိနေပါတယ်စိုက်ကားကောင်းရင်ကောင်းတယ်လို့ပါပဲဒါပေမဲ့ဒါကဂိတ်ဝင်ထားပြီးနံပါတ်ပြားရထားတဲ့လိုင်စင်စိုက်ကားပါစိုက်ကားတစ်စီးကိုဖာသာကိုဆင်မယ်ဆိုရင်တော့ငွေကျပ်2သိန်းနဲ့စိုက်ကားအသစ်တစ်စီးကိုဆင်လို့ရပါတယ်စိုက်ကားမပိုင်တဲ့စိုက်ကားဆရာတွေဟာစိုက်ကားကိုငှားပြီးနေပါတယ်ဒီတော့အုံနာခဆိုတဲ့စိုက်ကားငှားရန်ခဟာမြန်မာပြည်မှာတွင်ကျယ်လာတဲ့စကားလုံးတစ်ခုပါပဲစိုက်ကားတစ်စီးရဲ့အုံနာခဟာတစ်နေ့1000ကျပ်ရှိပြီးနေရာဒေသအလိုက်တချို့နေရာတွေမှာဒီထက်ပိုများတာတွေလည်းရှိပါတယ်နင်းလာကြပါပြီ85ခုနှစ်ကစနင်းလာပထမတော့ဝယ်ပြီးတော့နင်းတာပေါ့တော့ပြန်ပြေးတယ်တာနဲ့စိုက်ကရောင်းပြီးတော့အငှားနဲ့နင်းတာငှားနဲ့နင်းခဲ့တာစိုက်ကားနင်းသူတယောက်ရဲ့ဝင်ငွေက9000နဲ့1000ကြားမှာတော့ရှိနေတတ်ပါတယ်ဒါပေမဲ့တပြားမှမရတဲ့ဈေးဥမပေါက်တဲ့နေ့တွေလည်းရှိနေမှာအမှန်ပါပဲအခါကြီးရကြီးတွေဆိုရင်တော့စိုက်ကားနင်းသူတွေဝင်ငွေပိုရတတ်ကြပါတယ်စိုက်ကားခတွေကလည်းခီးစဉ်အကွာဝေးပေါ်မူတည်ပြီးကြားတင်တယ်လို့ခေတ်ကာလကုန်စည်နှုန်းကိုလိုက်ပြီးတော့လဲစိုက်ကားခတွေဟာတိုးမြင့်လာလိမ့်ရှိပါတယ်ဖွံ့ဖြိုးပြီးမြို့ပြကြီးတွေမှာတော့ MRD တွေမြေအောက်ရထားတွေအစစ်မြင့်ဘတ်စကားလိုင်းတွေတက္ကစီငှားယာဉ်တွေနဲ့ပြည့်စုံနေပြီမို့လူစွမ်းရည်နဲ့တလိမ့်ဆန်စွမ်းရည်ဆုံးယာဉ်တွေဟာပြတိုက်တွေထဲမှာပဲခေတ်ဟောင်းပုံရိပ်တွေအနေနဲ့တိတ်ဆိတ်နားယူနေပါပြီဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့လူစွမ်းရည်သုံးယာဉ်တွေဟာအသုံးပြုနေရဆဲပါပဲအဲ့ဒီအတွက်တစ်ဖက်တစ်လမ်းကနေအားကောင်းတဲ့အချက်တွေရှိနေပါတယ်အနည်းဆုံးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဖွံ့ဖြိုးပြီးမြို့ပြတွေထက်ပိုမိုလျော့ကျစေပါတယ်ဒါခင်းနောက်ကျနေပြီးတော့လန်ချားနဲ့စိုက်ကားတွေဟာလူအချင်းချင်းပြန်လဲစီးနှင်းနေရတယ်လို့မျိုးဆိုတဲ့အတွေးမျိုးကိုဖွံ့ဖြိုးပြီးမျိုးတစ်မျိုးမှာနေထိုင်သူတယောက်ကတွေးခေါ်နိုင်ကောင်းတွေးခေါ်နိုင်ပါလိမ့်မယ်ရန်ကုန်မြို့ပေါ်မှာလိုင်စင်နဲ့နင်းတာရောလိုင်စင်မဲ့နင်းတာရောစိုက်ကားပေါင်းသိန်းနဲ့ချီရှိနေပါတယ်။အဲဒါကြောင့်စိုက်ကားကဝင်ငွေကိုအမိပြုထားတဲ့လူဦးရေဟာ
တန်းနဲ့ချီရှိနေနိုင်ပြီးစိုက်ကားတွေဟာလူပေါင်းများစွာကိုအလုတ်အကင်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်နောက်တစ်ချက်ကစိုက်ကားနေတဲ့ကာယအလုပ်သားအများစုဟာဒေသခံတွေထက်ရွှေ့ပြောင်းနေထိုင်သူတွေလည်းဖြစ်ကြပါတယ်အရင်အနည်းအနည်းဆုံးနဲ့ရန်ကုန်မြို့ပေါ်မှာအလုတ်အကင်ရရှိနိုင်ဖို့လွယ်ကူတာကတော့စိုက်ကားနေတဲ့အလုပ်ပါဒီအလုပ်တွေသဘောငွေဆိုတဲ့အာမခံငွေတောင်းကနန်းတချို့ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်ပြီးတော့သူတို့တင်ဆောင်ခေါ်ယူသွားတာကစိုက်ကားစီးခီးတယ်တွေထက်သူတို့ကိုမိခိုနေရတဲ့မိသားစုရဲ့ဘဝတွေပါဒါဆိုရင်စိုက်ကားစီးပွားရေးကလူဦးရေတန်းချီတဲ့နေထိုင်ရှင်သန်မှုအတွက်ထောက်ပံ့ကူညီထားတယ်ဆိုရင်လည်းမှားနိုင်မယ်မထင်ပါဘူးစိုက်ကားဆရာတွေကိုရုံးသုံးအခေါ်ကအနှေးရင်လုံသားများလို့ခေါ်ပါတယ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းကတော့အလုံသမားလူဒန်းစားထဲမှာပါလို့စိုက်ကားနင်းသူတွေမျက်နှာပန်းလှတာမျိုးတွေရှိခဲ့ပါတယ်ဒေသနေရအုပ်ချုပ်ရေးပိုင်းအထိစိုက်ကားနင်းသူတွေကိုနေရာပေးထားတာမျိုးဆိုတဲ့ပုံပြင်ဆန်ဆန်ဖြစ်ပျက်မျိုးတွေရှိခဲ့ပါသေးတယ်နှစ်ကာလတွေရွေလျားလာခဲ့ပါပြီအနှေးရင်လုံသားတွေဟာစိုက်ကားဆရာတွေဖြစ်နေတော့မှာပဲသူတို့တွေကကားလမ်းမပေါ်မှာနေပူမရှောင်မိုးရွာမရှောင်အန်ရယ်နဲ့နီးနီးကက်ကက်လောက်ကင်နေရပေမဲ့သူတို့အတွက်အသက်အာမခံချက်မရှိသလိုအလောက်ကင်ခွင်လန်းဆိုင်ရာအာမခံချက်လည်းမရှိခဲ့ပါဘူးရန်ကုန်လိုမျိုးကြီးပေါ်မှာစိုက်ကားဆရာတွေဟာအခြေခံလူဒန်းစားဘဝနဲ့နက်နက်ရှိုင်ရှိုင်းပါဝင်နေပါတယ်သူတို့ရဲ့လုံအားတန်ဖို့ဟာလည်းမျိုးကြီးတွေကိုဖန်လုံးအိမ်အာနိသင်တက်ရောက်မှုကနေထိုက်တင်သလောက်အကာအကွယ်ပေးထားနိုင်ခဲ့ပါတယ်သူတို့ဟာတစ်ပင်စိုက်သူတွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေလိုပါပဲသူတို့ရဲ့အသက်မွေးဝမ်းကြောင်းဟာတဘာဝပတ်ဝန်းကျင်ဂေဟစနစ်နဲ့တဟဇာတဖြစ်နေပါတယ်ကမ္ဘာမှာအစစ်မြင့်လူအဖွဲ့အစည်းတွေအသုံးပြုတဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်နဲ့သူတို့ရင်တွေကိုတုံးဆွဲလို့ခင်မီတဲ့လူဒန်းစားလို့ပဲဆိုရမှာပဲလားဒါပေမဲ့သူတို့ရဲ့ဘဝတွေကတော့ခက်ခဲကြမ်းတမ်းနေတော့မှာပဲစိုက်ကားပိုင်ရှင်အုံနာရဲ့မျက်နှာရိပ်မျက်နှာကဲဟာသူတို့မနှက်ပံရက်ဆွဲတွေအတွက်အာမခံချက်ပါပဲသူတို့အတွက်တက်ပြစ်ပင်စင်ဆိုတာမရှိသလိုတဘွားလုံးအတွက်လည်းအပိုစုကြီးမထွက်ခဲ့ဘူးပါဘူးဒါပေမဲ့သူတို့လည်းလူအဖွဲ့အစည်းကိုတန့်ဆန့်စင်စင်ချစ်တတ်ခဲ့ကြပါတယ်တခါတလေတော့တမက်ကလို့စီယုံမလို့ပဲနင်းမြုပ်နေတဲ့လူမှုရေးညီညွတ်ချင်းယဉ်ကျေးမှုတွေကိုဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံငယ်တွေမှာရှာဖွေတွေ့ရှိနိုင်ပါသေးတယ်အဲ့ဒီညီညွတ်ပေးကူတဲ့လူအဖွဲ့အစည်းမျိုးကိုစိုက်ကားဆရာတွေအချင်းချင်းမှာမြင်တွေ့နိုင်ပါသေးတယ်တိုးတက်တဲ့ကဘာရဲ့အထီးကျန်ဆံမှုထက်တော့တခါတလေတာလွန်နေမလားလို့တောင်ထင်မိပါတယ်